Man City အသင်းကိုတတရရနိုင်ယူပြီးတော့ Community ဖလားရရှိခဲ့တဲ့အာတီတာရဲ့ Arsenal အသင်းအားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့က Super Sunday ည8နာရီခွဲမှာဆိုလို့ရှိရင်တော့ Premier League Champion ဖြစ်တဲ့ Arsenal အသင်းနဲ့ FA Cup Champion ဖြစ်တဲ့ Man City အသင်းတို့ဟာ Community တိုင်းဖလားကိုကစားခဲ့ရတာပဲဖြစ်ပါတယ်ဒီဝဲတဲ့မှာဆိုလို့ရှိရင် Man City နီးပြသစ်ဖြစ်လာတဲ့ Enzo Maresca ဟာ Arsenal အသင်းကိုရင်ဆိုင်ဖို့အခုလို line နဲ့ပဲပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဘုသမားနေရာမှာဆိုလို့ရှိရင်တော့ Donnarumma နဲ့ပေါ်ထွက်လာခဲ့ပြီးတော့နောက်ခံလူနေရာမှာဆိုလို့ရှိရင်တော့ Fusano, Babadio, Ruben Dias, Nico Origi တို့နဲ့အတူပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ကွင်းလမ်းပိုင်းမှာဆိုလို့ရှိရင်တော့ Ilya Anderson, Matteo Kovacic, Phil Foden တို့တွဲဘက်ကိုတွေ့မြင်ခဲ့ရပြီးတော့တိုက်စစ်ပိုင်းနေရာမှာဆိုလို့ရှိရင်တော့ Haaland, Semenyo, Dogu တို့တွဲဘက်ကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒီစနစ်ဆရာအာဒီတာရဲ့ Arsenal အသင်းဟာဆိုလို့ရှိရင်လည်း Man City အသင်းကိုရင်ဆိုင်ဖို့အခုလို line နဲ့ပဲပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ခန်းစစ်တန်းလေးယောက်တန်းမှာဆိုလို့ရှိရင်တော့ Mosquera Gavi ရဲ့တွဲဘက်ကိုတွေ့မြင်ခဲ့ရပြီးတော့ left back နေရာမှာ Calafiori, right back နေရာမှာ Van White ကိုထည့်သွင်းကစားသိခဲ့တာပဲဖြစ်ပါတယ်။ကွင်းလေ3ယောက်တွဲဘက်မှာဆိုလို့ရှိရင်တော့ Odegaard, Guimaraes, Lewis Kelly တို့တွဲဘက်နဲ့တူပေါ်ထွက်လာခဲ့ပြီးတော့တိုက်စစ်ပိုင်းနေရာမှာဆိုလို့ရှိရင်တော့ Kai Havertz, Noni Madueke, Tizuli တို့နဲ့တူပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ပွဲစား10မိနစ်မှာတင် Arsenal အသင်းတို့ဦးဆောင်ကိုရရှိခဲ့ပြီးတော့ဒီဂိုးကိုတော့လက်ပတ်နေရာမှာပါဝင်ကစားလာတဲ့ Calafiori ကပဲအဆုံးသက်မှန်ကန်မှုနဲ့အတူပွဲစား10မိနစ်မှာတင် Man City အသင်းဘက်ကိုဦးဆောင်ကိုသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီဝဲသင်းမှာဆိုလို့ရှိရင် Man City အသင်းရဲ့ကွင်းလေပိုင်းဟာ Arsenal အသင်းရဲ့ကွင်းလေပိုင်းကိုလုံးဝကိုမရှင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပထမပိုင်းပွဲချိန်28မိနစ်ရောက်မှာဆိုလို့ရှိရင်လည်း Arsenal အသင်းတို့ဒုတိယမြောက်ဦးဆောင်ကိုရရှိခဲ့ပြီးတော့ Tizoli ရဲ့ဖန်တီးပေးပို့မှုကို Kai Havertz ကကောင်းတိုက်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ Arsenal အသင်းဟာဆိုလို့ရှိရင် Man City အသင်းထက်ဘောလုံးပိုင်ဆိုင်မှုနည်းပေမဲ့လည်းပထမပိုင်းမှာဆိုလို့ရှိရင်အကောင်းဆုံးကစားခဲ့ပြီးတော့2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရလဒ်ပေါ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ဒုတိယပိုင်းပွဲစမိနစ်မှာတင်အာဆင်နယ်အသင်းဟာကွင်းလယ်ပိုင်းမှာကစားနေတဲ့ Guimaraes ရဲ့နေရာမှာ Declan Rice ကိုထည့်သွင်းကစားစေခဲ့တာပဲဖြစ်ပါတယ်။ Man City အသင်းဟာဆိုလို့ရှိရင်လည်းပထမပိုင်းမှာ2-0နဲ့ရှုံးနိုင်နေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒူကြားလဲမှုတွေပြုလုပ်ခဲ့ပေမဲ့လည်းအာဆင်နယ်အသင်းကိုထိရောက်တဲ့တိုက်စစ်ဆင်မှုတွေမပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒုတိယပိုင်းပွဲချိန်48မိနစ်ရောက်ပါတယ်အာဆင်နယ်အသင်းရဲ့ဘဲတောင်မှကစားနေတဲ့တီဇိုလီလေးဟာ Odegaard ကိုဖန်တီးပေးဖို့မှုပြုလုပ်ခဲ့ပြီးတော့ Odegaard ဟာတတိယမြောက်ဦးဆောင်ကိုသွင်းယူခဲ့ပြီးတော့3-0ဆိုတဲ့ရလဒ်နဲ့ Man City အသင်းကိုတတရရအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ Man City အသင်းနဲ့ပွဲပြီးချက်လက်တွေကိုတော့အခုလိုပဲတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ Arsenal အသင်းဟာဆိုလို့ရှိရင် Man City အသင်းထက်ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာအားနည်းပေမဲ့လည်း Man City အသင်းကိုအကောင်းဆုံးကစားခဲ့ပြီးတော့ Man City အသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကိုလည်းအကောင်းဆုံးဟန်တာသွားခဲ့တာပဲဖြစ်ပါတယ်။ပတ်ကွာရီယိုလာထွက်ခွာမှုနဲ့အတူ Man City အသင်းဟာဆိုလို့ရှိရင်တော့အရင်လိုကြောက်စရာမကောင်းတော့ဘဲနဲ့နီးပြ Enzo Maresca ရဲ့လက်ထက်မှာအရင်လို Man City အောင်မြင်မှမလားဆိုတာကတော့တန်တရားဝင်စရာကောင်းနေပြီပဲဖြစ်ပါတယ်။ဒါလေးကတော့မနေ့က Super Sunday ည8နာရီခွဲမှာကစားခဲ့ကြတဲ့ Enzo Maresca ရဲ့ Man City အသင်းနဲ့ဒီစနစ်ဆရာ Arteta ရဲ့ Arsenal အသင်းတို့ရှင်ပြိုင်ခဲ့ကြတဲ့ Community တိုင်းဖလားပွဲစဉ်တွေကိုပွဲပြီးသုံးသက်ချက်နှစ်ချုပ်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာ Arsenal ပရိသတ်တွေ Man City ပရိသတ်တွေပါတယ်ဆိုလို့ရှိရင်မနေ့ညကပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောချင်လဲဆိုတာ comment box အောက်မှာဝင်ပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်